Last Christmas, I gave you my heart, but the very next day, တချစ်တဲ့နဲ့တဲဟုတ်နေပါလားဟဲ့ညီကကြားလိုက်တယ်မလား ညော်လေးမလေးပါနဲ့ဟဲ့မလေးကလိုပဲလာကျင်းကြတယ် အေးနော်မနေ့ကလည်း music band နဲ့ဆိုတော့သူ့ဆွာကြီးပဲနားထောင်နေတာပြင်းကြတယ်မပြောဘူးပေါ့နော်ဟိုဝါနာပါတာတစ်ခုကကျင်နဲ့ခုန်ကျင်နဲ့ပြောကျင်တယ်လေဟဲ့ တကယ်တော့အိတ်ရှာကိုပြောရမှာဟာအိတ်ရှာပြောပြီးပြီဘော့စကလုတ်ပြီးမှာ ဟဲ့အဲ့ဆိုငါတို့အိတ်ချာကိုအခုတည်းစီးလို့ရမှာ အေးကောင်းတယ်ဒီနေ့တော့ရတဲ့မှာအစားတော့ကောင်းကောင်းလေးနဲ့ပြောမယ့်နေရာလေးပို့ပြီးတက်ကောင်းပါပဲ အေးအဲ့ဆိုငါတို့အိတ်ချာလေးတော့ပြောကြမယ်နေအရင်မသိတာစီနဲ့နော် အေးပါမြင်နေဒီတာစီရ ဟဲ့ဒီဘယ်ဆိုင်ရေးထားလဲ ဒီစားမလားလို့လေ အေးနော်တော်တော်များဟုတ်ပေါ့အခင်ရောဟာ ရှားလေကောင်းတယ်အဆိုင်လည်းကောင်းပါဟုတ်တယ်ဒီကြိုက်ပါ အကုန်ရနော်နေသေးကြနော် confirm အေးပြောပြအဲ့ဒါဆိုင်ပါစား မအေးအဲ့ဒါရှိနေရလား အေးအလုံးတော့မချုပ်ပါဘူး။ဘာကိစ္စရှိလို့လဲ။အော်ခွင့်မလို့ ဘာမဲမဟုတ်ပါဘူး အော်ဟိုလေးမဟိုမနက်ကအမပြောတာဟိုညီမတို့စက်ပါတီကနောက်လာတယ်လုံနေစလားအဲ့ဒါ ဟုတ်တယ်စက်ပါတီကနောက်လာရလုံးမှာမမကိုလေဘယ်ရက်လဲဆိုတော့ MD ပြန်မပြောသေးဘူး ဟုတ်လားရမပြန်ပြောသေးတော့ဟိုဟာဘယ်ဆိုင်လောက်မှမလည်းမရွေးရသေးပေါ့နော် ။ပေါ့မမတော့လေကလေးဒီနှစ်ဘယ်မှာလုပ်ချင်လဲဆိုမေးလိုက်မလားလို့လေ။အရင်နှစ်ကတော့သူ့ကိုသိမပြောအောင်ကြားတယ် ဟုတ်တယ်မပြောလို့နည်းနည်းပြင်းဆိုင်ဖြစ်နေလို့ ။အေးဟုတ်တယ်အမပြန်ပြောပေးမယ်လေနော်။ခိုင်စုနဲ့မန်နေလို့နော်။လိမ့်လို့ရင်တက်တက်ကြကြမရှိရဒါမျိုးကြထိဆုံး ဟုတ်ပါဘူးမိုင်းဒီတိုင်းလာမိလိုက်တာ အဲ့ဆိုတားရမနော်မ ။အေးလိုက်ပါပါ။ ကဲအမားတို့မနေ့က group ထဲမှာပြောထားတာလေးကို analyze လုပ်ပြီးတော့ MB ကိုတင်ထားလိုက်တော့ MB ကလေးတွေဟော့ပေါ့ကြည့်လိုက်ပါတဲ့အဲ့တော့အမားတို့ဝန်ထမ်းတွေက400ကျော်900ရှိရဆိုတော့ဒါတနေရာတဲ့တစ်ချိန်ထဲမှာဆက်နေနေရလို့ရှားရမယ်နော်ပြီးတော့ buffet လည်းဖြစ်ရမယ်နော်ပြီးလို့ရှိရင်အမားတို့ယောက်ျားလေးလည်းပါတာဆိုတော့တောက်စားလေးလည်းပါမှာပေါ့အမားတို့ဝန်ထမ်းတွေကိုလေတစ်နှစ်ပတ်လုံးကြိုးစားထားတာဆိုတော့အကောင်းဆုံးတွေကိုပဲအမားကတော့ပေးချင်တယ်အဲ့တော့အကောင်းဆုံးဆိုင်လေးရှားရမယ်နော် ဟုတ်မှာအဲ့ဆိုလေခင်ဆိုင်နေစုံစမ်းပြီးတော့တစ်ချက် report လုပ်ပြမယ်နော်မ ကောင်းတယ်ခိုင်စုတကယ်လို့ appointment သွားပြီးလို့ရှိရင်လေမန်ဒီနဲ့ခိုင်စုနဲ့လိုက်ခဲ့နော် ဟုတ်မှာ ညီမလေးတို့ပြောမှမဟုတ်ဘူးအမကလေပေါ့ပေါ့ဆိုင်ဆိုလို့ရှိရင်စီးပူစီဒီပဲနှလုံးနဲ့တန်းမြင်တာအမတို့အထက်ရောက်လို့ရှိရင်အမတို့လိုချင်တာအရင်ဆုံးပြောရမယ်နော် ဟုတ်တယ်ဈေးလေးတခြားပေါက်စစ်ရ မရှော့ပေးဘူးဆိုဘယ်လိုဘူးဆိုပြီးတော့ပြောရ 多久没吃个包包来没拉过？你在那你打包。 မဟယ်လိုမ အော်အေးမောင်လေးပြောလေ မဟုတ်လေမဟုတ်မတို့ step party တို့ appointment လေးလုပ်ထားတာလေဟုတ် အော်ဟုတ်တယ်မောင်လေးဟုတ်တယ် အဲ့ဆိုကျွန်တော်ဟာတေချာလေးရှင်းပြပေးမယ်နော်ဟုတ်လိုက်ခဲ့ပါမယ် ဟာ ဟုတ်မတို့ထိုင်မအောင်ဗျဟုတ်ပါအမတို့ကဝင်တဲ့450ကျော်နော် ဆက်နေမလားမောင် ဟုတ်600လောက်ထိရဆန်တယ်မ ဒါနဲ့အချင်းရရော ချင်းကကျွန်တော် buffet စား3ချိန်2နာရီခွဲပေးရမှာ ဟုတ်လားချင်ပူပေးလို့မရ အဲ့ဒါလေးကိုကျွန်တော်ဒီ management team ကိုတင်ပြပြီးတော့ပြန်ပြောပေးပါမယ် ဟ
ဒါဆိုဈေးနှုန်းကတော့အပြောင်းလဲရှိတာညီမတို့ကလူများတာဆိုတော့လေ ဟုတ်ဟုတ်ဟိုဈေးနှုန်းလေးကအပြောင်းလဲရှိရမှာဟာလေမအားတို့ဒီလူကြီးပေါ့မကြည့်ပြီးတော့ကျွန်တော် special price နဲ့လုပ်ပြီးပါတယ် ဟုတ်လားမောင်လေးအမားတို့ကလေ step party လုပ်မှာဆိုတော့လေမပြောအကြီးတွေနဲ့ steak ကြီးတွေနဲ့လုပ်မှာဆိုတော့လေအဲ့ဒါမောင်လေးကိုလုပ်ပြရတယ် ဟုတ်ရရမှာဟာကျွန်တော်ကဒီအမားတို့ဒီ backdrop ဒီ state တွေတော့အမားတို့စိတ်ကြိုက်လုပ်ပေးရတယ်ဗျကျွန်တော်ကအမားတို့လုပ်မဲ့နေရာလေးကိုစီစဉ်ပေးရမှာလေဟိုနေရာလေးလိုက်ကြည့်ဦး အဲ့ရမောင်လေးနောက်မှကြည့်ရမယ်။ငါမဖြစ်ချင်တာကလေဒီစမ်းဘူဖေးနော်။ဟာဘူဖေးဆိုတော့လေမတို့ပစ္စည်းခင်းထားလို့တုံသွားလို့ရှိရင်ရောထပ်ဖြစ်ပေးလား။ဘာလို့ဆိုတော့မတို့ဝင်နေစားနေတဲ့အဆင်မပြေမှာဆိုလို့လေ ဟုတ်ပါဟာအမားတို့ပွဲလုံးမဲ့ရက်တွေကြိုပြရဆိုရင်လည်းကျွန်တော်ပစ္စည်းအလွန်လောက်မှာပြီးတော့ stock မပြအောင်လို့အများခင်းပေးရဗျဟာဒီပုံမရက်တွေဆိုရင်လည်းကျွန်တော်ပစ္စည်းတက်တာနဲ့အများပစ္စည်းဖက်ဖြည့်ပေးရတယ်ဒီလိုအပစ္စည်းတစ်ခုပြတ်သွားရင်တော့မှနောက်မီနစ်ခုနဲ့စားထုတ်ပေးရဗျဟာ ရှိရည်အကုန်လုံးစားလို့ရ ရမှာ ဟုတ်ပြီဒါဆိုပွဲချိန်နဲ့ဒိတ်လေးညီမကိုဖမ်းပေးမယ်နော် ဟုတ် ဒါနဲ့ပြီးမှန်းကတော့ဘယ်လိုရှိရလဲမဟုတ် အော်ပေးမှန်တယ်အမားတို့ confirm နဲ့ရက်ကြတော့ချက်လောက်တင်ပြောပေးပြဟုတ်ဟုတ်ကျွန်တော်တို့ဒီ marketing phone number လေး39ကို065421138ကိုဆက်သွယ်လို့ရပါဗျဟုတ်ပြီးတော့ခုနအမားဆက်တဲ့ phone number လေးပဲ ။အော်အဲ့ဖုန်းဆိုင်မောင်လေးစီရောက်တာလား မရဘူးဗျ marketing စီပဲရောက်တာဟုတ် ။ဒီမောင်လေးဖုန်းနံပါတ်အောင် အော်အမားတို့မီနူးလေးကြည့်ပါလို့ရတယ်နော်ကျွန်တော်ကမီနူးက300ကျော်အောင်ရှိရဆိုတော့လေဒီ wine တို့ beer တို့ကလည်း free flow ရတယ်ဗျဟုတ် ရတယ်မောင်လေးမရှိတော့ဘူးအမားတို့ကလေစီးစီး page တွေ136ခါလောက်ဝင်ကြည့်နေရ ဟုတ်တယ်ညီမစီမှာလည်းတက်တော့မှခဏခဏတက်လို့ကြည့်ဖြစ်တယ်ရှင် ။ဒီကတော့မောင်လေးကိုကြည့်ကြလား ဗျာ ။ဟုတ်ပါဘူး။မောင်လေးလိုက်ပြရတာကြည့်ကြလား နေအောင်လဲနော်ရေးရဲ ဟုတ်ပါပြီမောင်လေးဒါဆိုလို့ရှိရင်လေအမားတို့ပွဲနေလေးကိုလေအချိန်လေးပြန်ပြောပေးမယ်နော်အမားဆက်သွယ်ပေးလိုက်မယ်နော်ပြီးလို့ရှိရင်ဒီဆိုင်ကိုလည်းရင်ဖြစ်တယ်ဒီလားအစိတ်ချတိလားမောင်လေးရှိလို့ပြန်လာအောင်ပါ အိစာခဏလေးလေအန်တီကိုပြောအောင်မယ်လေ ရတယ်မလို့တော့ confirm ဟဲ့ဟဲ့အရှာတို့များချက်ချက် လိုအပ်တာရှိရင်ဆက်သွယ်လိုက်ပါနော်ဟာ39ကို065421138ပါဟုတ် မောင်လေးဖုန်းနံပါတ်လား အော်နင်ကလည်း marketing phone number ပါဆိုမှပဲပွဲပါလို့ရင်ဆက်ပါဆိုမှပဲတကယ်ပဲ သိမှမသိတာ哦လို့ Your luxury hotpot experience.